Hello မတို့ရေဒီဗီဒီယိုလေးကိုမကြော်သားနဲ့နော်ဒီမှာဒီရဲ့ locket တီးလေးကိုမြင်မြင်ကလေတစ်လုံးကိုလေ9000နဲ့ပြီးမယ်နော်မတို့ကြိုက်တာလေးကိုဒီထဲမှာတူအောင်လေးတစ်လုံးပါတယ်9000နဲ့ပြီးမယ်ဒီမှာစလင်းဝါနဲ့ခရမ်းစဲအဓိကပေါ့နော်အရန်ကိုအယောင်တွက်နေရပါတော့ဒီရဲ့ခရမ်းစဲစလင်းဝါတူအောင်လေးတွေဒါလေးတွေကလေအထည်ကကြတော့ဒီမှာရိုးရဆက်ဖြတ်ပရိန်နေလေးနော်တကယ်ကိုထဲတာဒီဇိုင်းပိုင်းလေးကတကယ်ဥမာလေးလက်ဆွေဆန်ဆန်လေးဝေးရပါမယ်ရှင်တို့မနော်တွင်းထွက်အစ်ကိုလည်းဝေးရမယ်တွင်းထွက်စစ်ဖြစ်တဲ့နောက်ချိန်ကျရင်ရွှေတယ်နဲ့ကြံခတ်ချင်တယ်လည်းခတ်လို့ရရနော်စစ်ချက်လို့ကျင်လည်းထုတ်လို့ရရနော်ဆက်ချက်ထုတ်ခါကြတော့လေဝတူဘက်ကပေးဆောင်ရပါမယ်အခုငါလေးဝတ်ပြထားလေးပြပေးမယ်နော်ဒီဇိုင်းလေးကလေတော်တော်လေးကိုထဲနော်ဒါလေးကတော်တော်လေးကိုထဲတယ်ဒီဇိုင်းလေးကကြည့်အောင်မှာပွင့်တော့ပွက်တက်တွေမှာဆိုတကယ်ကိုတင့်တယ်ဒီဇိုင်းလေးဝတ်ပြပြကက်လေးနေနော်ဒီကလေးကဒီရဲ့ဂျိုးလေးကလက်ဆောင်ထည့်ပေးမယ်နော်ဒီရဲ့ဂျိုးလေးကဒီရဲ့ဂျိုးလက်ဆောင်ထည့်ပေးမယ်စတင်းလက်စီဂျိုးလေးပါဒီမှာထည့်လေးရတယ်တူးကလာလေးနဲ့ဒါလေးကတူလေးဝတ်အရန်လာတယ်လူကြီးပဲဝတ်လူငယ်ပဲဝတ်လို့ရရပါတော့ဆိုတော့ကြတော့လေအရန်ကိတ်တာကြီးကြတော့မဝတ်ရဲဘူးညီမလေးကိုယ်တိုင်ကတော့တကယ်ပြောမယ်ဆိုရင်ကိတ်တာကိုကြိုက်တယ်လေနော်တချို့ကတော့လေကိတ်တာမဝတ်ရဲလို့မို့ဒီလိုမျိုးပေါ့နော်ပပပါလေးနဲ့ဒေးဒီဝတ်လို့ရပစ္စည်းလေးပြပြပါဆိုလို့နော်ဒီမှာတစ်ခါအတွက်ပြပေးတယ်ဝတ်လဲဝတ်ပြလိုက်တယ်ဒီမှာဒါလေးကြိုက်တယ်ဆိုရင်ညီမလေးဘာဖုန်းနံပါတ်253656658မှာဆက်သွယ်လာပေးပါနော်ကျေးဇူးတင်ပါတယ်